အရာရှိသည်ထူးဆန်းသောအဝတ်စားများဝတ်ဆင်ထားသည့်အမျိုးသမီးကိုချက်ချင်းပင်မှတ်မိသွားခဲ့သည်သူမသည်အေဂရစ်မင်းမြတ်မှ၄နှစ်တိုင်နေ့စဉ်နှင့်အမျှလွမ်းဆွတ်တန်းတနေခဲ့ရသည့်ကွယ်လွန်သူမိဖုရားခေါင်ကြီးဖြစ်ပေသည်အမတ်မင်းဆုံးတွေ့ရတာကြာပြီးနော်ဟုသောစကားကိုကြားလိုက်ရသည်နှင့်ဆွဲချင်းတန်း၏မျက်လုံးများချက်ချင်းหนีရဲလာခဲ့သည်နောက်တစ်စက္ကန့်တွင်သူသည်ထောင်အိမ်တွင်သို့အပြေးလွှားဝင်ရောက်လာပြီးသူမအားနန်းတော်သို့ချက်ချင်းပင်းဆောင်သွားမည်ဖြစ်ကြောင်းရိုသေစွာပြောကြားခဲ့သည်အနီးအနားရှိအတန်းဖော်များကလည်းသူတို့အားတပါးတည်းခေါ်ဆောင်သွားရန်သူမထံအတနာခံတောင်းပန်ကြသည်သို့တော်သူမသည်ထိုသူများကိုလစ်လျူရှုခဲ့ပြီးအဆောက်များကိုထိုသူများအားပြင်းထန်စွာဆုံးမရန်အမိန့်ပေးခဲ့သည်ထိုမျိုးသမီးသည်တစ်ချိန်ကမဟာယံမင်းဆက်၏မိဖုရားခေါင်ကြီးဖြစ်ခဲ့ဘူးသည်နန်းလူပုံကံမှုအတွင်းသူမသည်အေဂရစ်မင်းအားမြားမှုများအောက်မှအကာအကွယ်ပေးရင်းနှင်းများထက်တွင်မြားမြောက်များမှန်မှန်ကာကွယ်လွန်ခဲ့ရသည်သို့တော်သူမသည်မျှော်လင့်မထားဘဲခေတ်သစ်ကဘာသို့ရောက်ရှိသွားခဲ့ပြီးအခြားသူများ၏အိမ်တွင်ကပ်ပါနေထိုင်ရသောမိဘမဲ့မိန်းကလေးတဦး၏ခန္ဓာကိုယ်အတွင်း၌နိုးထလာခဲ့သည်ကျောင်းတွင်လည်းသူမသည်အမြဲမပြတ်အနိုင်ကျင့်စော်ကားခြင်းခံခဲ့ရသည်ရှေးခေတ်ကာလသို့ဘယ်တော့မှပြန်ရောက်နိုင်တော့မည်မဟုတ်ဟုသူမထင်မှတ်ထားခဲ့သည်သို့တော်ကျောင်းလေးလာရေးခီးတစ်ခုစဉ်ခေတ်သစ်မှဘတ်စကားမှောက်သွားခဲ့သည်ဆွေးကြားပြန်လည်မျက်လုံးပွင့်လာသောအခါသူမနှင့်အနိုင်ကျင့်ခဲ့သည့်ကျောင်းသားများသည်မဟာယံမင်းဆက်သို့ပြန်လည်ရောက်ရှိနေခဲ့ကြပြီဖြစ်သည်မျိုးဆောင်တပ်များကထူးဆန်းသောအဝတ်စားများကိုမြင်သောအခါအားလုံးကိုထောင်ထဲသို့ပစ်ထည့်လိုက်ကြသည်ထိုအခါမှသာသူမသည်အိမ်မက်မဟုတ်ကြောင်းနှင့်တစ်ချိန်ကသူမပိုင်ဆိုင်ခဲ့ဘူးသည့်မင်းဆက်သို့အမှန်တကယ်ပြန်ရောက်လာပြီဖြစ်ကြောင်းသဘောပေါက်သွားခဲ့သည်အမျိုးသားတန်းဖော်တဦးကသူမအားထပ်မံအနိုင်ကျင့်ရန်ကြိုးစားသောအခါသူမသည်ထိုသူ၏လက်ကောက်ဝတ်ကိုစုပ်ကင်ကအပိသက်ပြန်လည်ခုခံခဲ့သည်ဒါသည်သူမ၏တိုင်းပြည်ဖြစ်သည်သူမအနေဖြင့်မြည်သည့်အရာကိုမျှတီးခံရန်မလိုတော့ပေထိုရုပ်ရုပ်တဲတဲဖြစ်မှုကြောင့်မြို့တော်ဝင်ဆွေးချင်းတန်းရောက်ရှိလာခဲ့သည်တစ်ချက်ကြည့်လိုက်ရုံနှင့်ပင်သူသည်၄နှစ်မတိုင်မီကကွယ်လွန်သွားခဲ့သောမိဖုရားခေါင်ကြီးဖြစ်ကြောင်းမှတ်မိသွားခဲ့သည်ဆွေးချင်းတန်းထံမှတဆင့်သူမကွယ်လွန်ပြီးနောက်သူမ၏တဦးလေးသောမောင်လေးမှာဇယိုက်လုံးဝပြအောင်လဲသွားကြောင်းသိရှိလိုက်ရသည်သူသည်အမျိုးသမီးများကိုပြန်ပေးဆွဲခြင်းပြည်သူများကိုရိုက်နှက်ခြင်းတို့အပြင်လက်တလောတွင်ဆက်ဆုပ်ပွဲစီကားသောဈေးတွင်မြင်းစည်းသွားရင်းလူအများအပြားကိုဒဏ်ရာရစေခဲ့သည်အမတ်လင်းသည်သူ့အားဆန့်ကျင်သည့်အစီရင်ခံစာ9ဆောင်အထိတင်သွင်းခဲ့သည်သို့သောအေဂရစ်မင်းမြတ်သည်သူမအတွက်ကြောင့်ထိုမောင်လေးအားအကာအကွယ်ပေးဆဲဖြစ်ပြီးဒေါသထွက်ကအမတ်လင်းအားထောင်ထဲသို့ပစ်ထည့်ခဲ့သည်သူမကိုယ်တိုင်ပင်အမတ်လင်းအားလေးစားခဲ့ဘူးသည်သူသည်ဖြောင့်မတ်ပြီးကြောက်ရွံ့ခြင်းမရှိဘဲအမှန်တရားကိုပြောဆိုရန်မြည်သည့်အခါမျှမတွန့်ဆုတ်ခဲ့ပေတယောက်တည်းရက်တည်ရလျင်ပင်တစ္ဆာရှိသောအမတ်တဦးဖြစ်ခဲ့သည်သူမ၏ယထာလုံးနန်းတော်တကားသို့မရောက်မီတွင်တားဆီးခြင်းခံလိုက်ရသည်ဒရိုင်ဘာဖြစ်သူကမင်းကြီးမင်းသားသည်လမ်းမပေါ်တွင်လူတအူအားထပ်မံရိုက်နှက်နေကြောင်းသတင်းပို့ခဲ့သည်ဒေါသထွက်သွားသောသူမသည်မျက်နှာဖုံးစွပ်ကအပြင်သို့ထွက်လိုက်သည်တက်ကြီးရွယ်အိုအမျိုးသားတဦးသည်သူ၏ငါးဖျားကြောက်စိမ့်ဆွဲပြားအားပြန်လည်ရရှိရန်တောင်းပန်နေခဲ့သည်ထိုအရာသည်ဘိုးဘွားစင်ဆက်အမွေအနှစ်ဖြစ်ပြီးမြည်သည့်အခါမျှရောင်းချ၍မရနိုင်သောအရာဖြစ်သည်ခေါင်းမာသောအဖိုးအိုငါကဒီအဓိပ္ပာယ်မရှိတဲ့ကြောက်ခဲအတွက်ပိုင်ဆိုင်မှုအမျှအောင်များပေးနေတာတောင်မင်းကမလုံလောက်သေးဘူးလို့ထင်နေတာလားဟုမောင်လေးဖြစ်သူကဆိုသည်သူမ၏အေးဆက်ပြီးရက်ဆက်သောမောင်လေးကိုကြည့်ရင်၄နှစ်မတိုင်မီကတက်ကြွရှင်လန်းသောလူငယ်လေးကိုသူမပြန်လဲသတိရသွားခဲ့သည်ထိုစဉ်ကသူသည်ဒဏ်ရာရထားသောကြောင်လေးအားညင်သာစွာပွေ့ဖက်ထားပြီးကြောင်လေးကိုကုသပေးမိဟု၎င်းမမအားထာဝရကာကွယ်ပေးမိဟု၎င်းသတိပေးခဲ့ဘူးသည်သို့သောထိုကျင်နာတတ်သောကောင်လေးသည်တားရဲတကောင်ဖြစ်လာခဲ့ပြီဖြစ်သည်၄နှစ်ဆိုသောအချိန်သည်အရာအလုံးကိုလုံးဝပြောင်းလဲပစ်ခဲ့သည်ဟုသူမတက်ပြင်းချမိသည်သူမသည်အဖိုးအိုထံသို့ဆွဲပြားပြန်ပေးရန်ရှေ့သို့တိုးသွားခဲ့ရာထိုအရာသည်သူမအမြဲတမ်းနှစ်သက်ခဲ့သော9နှစ်ကောင်ကြောက်စိမ့်ဆွဲပြားဖြစ်နေသည်ကိုသဘောပေါက်လိုက်ရသည်သူမ၏ငွေနေတိုင်းတွင်မောင်ဖြစ်သူသည်အကောင်းဆုံး9နှစ်ကောင်ဆွဲပြားကိုလက်ဆောင်အဖြစ်ရှာဖွေပေးလေးရှိသည်ထိုအခါမှသူမသဘောပေါက်သွားခဲ့သည်သူမကွယ်လွန်ခဲ့သည့်နှစ်ပတ်လည်နေ့ဒီနီးကပ်လာနေပြီဖြစ်သည်အမဖြစ်သူအတွက်အကောင်းဆုံးလက်ဆောင်ကိုပြင်ဆင်ရန်ထိုဆွဲပြားကိုမရရအောင်လူယူနေခြင်းဖြစ်ပေသည်